ချက်ချက်တော့မှလာလှုပ်ရှားမယ်ရှင်စားပြမယ်နော်ခုရှင် new day blog ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကအချက်စရာတွေအများကြီးပေါ့နော်လာကြတော့ကျွန်မခေါင်းလျှော့ထားလို့ကျွန်မစပင်းနာမှာဆိုလို့ပေါ့နော်ချက်တော့ကိုတုံမြန်မာတနိုင်ငံလုံးမှာလည်းချက်တော့လေးကြီးပဲစားနေကြတွေ့တော့လေကိုကလည်းစားချင်းရောအတန်တန်းနဲ့လေးစူတယ်ဘာလို့လဲဆိုတော့ညော်မဲဟာတွေဆိုတော့နေထုတ်ဆက်ဖွင့်ထားလို့ပါရှင်ပြင်ပြုတ်လိုက်ပြီးမှပဲအဆင်ပြေလို့တတ်မယ်ပေါ့နော်ဒီနွေးဆူနေတဲ့တဲ့ကိုတရုတ်ဟင်းခတ်ပစ္စည်းတွေထည့်တယ်စားထည့်ပေါ့နော်တန်ရှင်းမှုဦးစားပေးဒီစိတ်တောက်တွေပြအောင်လို့ပေါ့နော်ဒီခြေထောက်တွေကတော့သူကမာနေတော့ကျွန်မမှလီးရတာမရှိလို့ဒါပြီးကြောင်းမှပဲပြုတ်ပြီးမှပဲပြန်ညက်ပြီးပြန်မတတ်တဲ့ဟာတွေဆေးကြောပြီးတောင်းရေအေးနဲ့ဆေးပြီးခုတ်ထည့်ပြီးပြန်တတ်ပြီးတော့ရှင်းပြီးတဲ့အခါမှာဒါရေနဲ့ထပ်ပြုတ်မှာတရေထပ်ပြုတ်မှာပေါ့နော်နူးတော့ခါကျတော့ဒါနဲ့ခုတ်ဆရာမလို့ညက်လိုက်ရပါပြုတ်နောက်တရေမှာတော်တော်တတ်နေပြီးတော့ကြက်သွားပြီအခုဒီစစ်ထားတာလေးတွေကိုရေခဲရေထဲထည့်ပါမယ်ရှင်ရေခဲစိမ့်ထားပါတယ်ရှင်တော်တော်ပွားလာပြီပေါ့နော်ဒါကျမတို့အိမ်ကနေတိုင်းပဲလုပ်မှာပေါ့နော်ငရုတ်သီးစိမ့်ပေါ့နော်ဒါငရုတ်သီးမဲ့နေလို့နော်ငရုတ်သီးစိမ့်နဲ့ကျွတ်ဖြူလေးကိုဒီမှာကျုံးလေးရအောင်လို့ကျမဒီမှာလှော်လိုက်တယ်ပေါ့နော်ကျမမှာလှော်ဝိတ်တွေထည့်ရပါမယ်ဒီလိုမီးဖုတ်တာတဲ့ပုံစံလေးမွေးမှာဆိုတော့ဒီမှာပဲလုပ်လိုက်ပါတယ်ရှင်ဒီကျွတ်ဖြူငရုတ်သီးစိမ့်ပြီးတဲ့အခါမှာတော့ပေါ့နော်ချက်ချက်တော့ထည့်မယ်ပြီးအစားပလိုက်ထည့်မယ်ပေါ့နော်ကျမစိတ်ကြည်ကြဲလွတ်လွတ်နယ်လို့ရအောင်လို့ပေါ့နော်ဥပမာပဲအသုံးပြုလိုက်ပါမယ်ပေါ့နော်ခုချက်ချက်တော့ထည့်မယ်ပြီးတော့ဂျုံမြက်တော့မထည့်တော့ပါဘူးနယ်ဘက်မှာတော့မသိပေမဲ့ကျမနေတဲ့ဂျုံမှာကျတော့ပေါ့နော်ဂျူးမြစ်ကဈေးကြီးတယ်တစည်းကို980လောက်ပေါ့နော်ထို့တနေ့ကတွေးခဲ့အဲ့နဲ့ကျမလည်းချက်ချောက်ကြည့်ပဲစားလိုက်တော့မယ်လို့ဂျူးမြစ်မထဲတော့ဘူးဆိုပြီးတော့လုပ်လိုက်ပါတယ်ရှင်အသုံးပြုမဲ့ပစ္စည်းတွေကတော့နော်မာလာရှောင်းကောအနည်းရဲ့အထုံတရုတ်မာလာအထုံရဲ့ငါးမျိုးဆက်မာလာရဲ့ပေါ့နော်မာလာ3မျိုးအပြင်စာဟင်းခမုတ်တကြားပေါ့နော်ပြီးပဲငံပြားရဲ့အနောက်အကြီးထည့်ပါတယ်ရှင်နေပါတော့မယ်ရှင်မင်းနဲ့ညောင်းနေမယ်ဖြူပြီးတော့သူ့ကိုကျမရေခဲစတာနဲ့မှတညတိတ်ထားမယ်ပေါ့နော်ပထမမြည်ဆန်းပြတဲ့အခါမှာအတန်ဖန်တဲ့မိုက်ကိုမနှိမ့်လိုက်မိဘူးရှင် facial expression ကိုကြည့်ပြီးတော့စားကောင်းမကောင်းသိတာမှာပါနော်အခါမှာပေးရဟာရောဆက်ကုန်လောက်စားကြည့်ကြပါရှင် special ကောင်းလားမနှခမ်းရောင်နေအောင်စားပြမယ်နော်တခုဆက်လာရွေးတိုင်းထည့်ပြီးတော့ခဲပြီးတော့ကောင်းမယ်ဆိုရင်ဘယ်တော့ပိုကောင်းလဲမသိနော်စားလို့မပြီးတော့အမိုက်ပုံးရယ်နားမှာဟင်းအိုးရယ်နဲ့ကွက်တီပဲဒီမှာနှခမ်းတွေပါလောင်ပြီးတော့စကားကောင်းမပြောနိုင်တော့ခုဒါဘူးလေးထည့်ပြီးအဖုံးအုပ်ပြီးရေကကြတယ်တညာတိတ်လိုက်ပါတော့မယ်ရှင်အဆုံးတိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးထိုးတင်ရှိပါတယ်ရှင်